ဒါလေးကတော့လီလီယန်ပထမဆုံးပေါ့နော်အခြေခံမှာစထိုးတဲ့လက်ပတ်လေးပါလက်ပတ်လေးကတော့မညီမညာပေါ့နော်ဘာလို့ဆိုတော့ဒါလေးကလေပြောရမယ်ဆိုစိတ်ငြိမ်ပို့ကောင်းတယ်ပေါ့နော်စိတ်ငြိမ်ငြိမ်လေးနဲ့ဒီလိုလိုက်ထိုးလို့ရှိရင်ပို့ကောင်းပါတယ်လီလီယန်ကြောင့်ဟိုဘက်ဒီဘက်နဲ့ကြည့်နေရောလေဘယ်ညာများမှမလာမသိနည်းနည်းလေးကျိုးလေးရဆိုတော့ဟိုဘက်ဒီဘက်စားနေပေါ့နော်ဒီလေးပါမစိုးပေါ့နော်ဒါလေးကတရားမှန်နေရတော့ဆိုတော့ဘယ်တစ်ပတ်ညာတစ်ပတ်လို့ချက်ကရပါတော့ချက်ကဆိုပြောရမယ်ဆိုတော့ဒီထဲမှာပဲစိတ်နဲ့ပြီးတော့အမျိုးလုံးလို့ရှိရင်အဆင်ပြေမယ်လို့ထင်ပါတယ်ဒါလေးကတော့ပထမဆုံးတက်တဲ့ချိုးလေးပါပြီးသေးဘူးပေါ့နော်ဆိုတော့တက်တဲ့နေရာလေးပြတော့ပါဒါလေးကိုဖြုတ်ပြီးတော့ဆိုရင်တော့လီလီယန်ကိုယ်တိုင်ဖန်တီးထားတယ် online class ကနေသင်ထားတယ်ပေါ့နော်ဒီမှာလက်ပတ်လေးပါလက်ပတ်လေးရပါပါပြီဒါပထမဆုံးလုပ်တဲ့လက်ပတ်လေးပေါ့နော်ပထမဆုံးတက်ထားတဲ့လက်ပတ်လေးပါအရင်တော့မတက်ရပါမယ်ချစ်စရာလေးနော်ဒါလေးကကျိုးအတူလျှော်လေးလုပ်ရပါတယ်ဒီလိုလေးပါနောက်ကျလို့ရှိရင်လီလီယန်ကျွမ်းသွားလို့ရှိရင်တော့ဒီလီလီယန်ဒီ creation YouTube channel မှာတင်မယ်ပေါ့နော်ဒီလိုလေးပါတက်တက်ရလေးပဲပြန်နေဒီမှာမယ်ဒါလေးကလီလီယန်ရဲ့ပထမဆုံးလက်ပတ်လေးဖြစ်ပါစေရှင်